TNLA သိမ်းပိုက်ထားသောနောင်ချိုကြောင့်မဲတီပေါ်မိုးကုန်းနှင့်မိုးမိတ်မြို့နယ်တို့တွင်ထွက်ပြေးလာကြသောအုပ်ချုပ်ရေးနှင့်ဌာနဆိုင်ရာဝန်ထမ်းများကိုစစ်ကောင်စီကယာယီရုံးများဖွင့်လှစ်ပေးပြီးရန်တရားများဆက်လက်လက်သက်ခိုင်းသိမ်းပိုက်ခံရသောမြို့နယ်များသို့အချိန်မရွေးပြောင်းဝင်ရန်အတွက်အုပ်ချုပ်နိုင်ရန်အတွက်အသင့်ပြင်ဆင်ထားခိုင်းနေဆိုတဲ့တဲ့ထိုင်းမြန်မာနယ်စပ်မောတောင်ကုန်းတွေရေးလမ်းပိုင်းကိုစစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်ကိုလေးလကြာတိုက်ခိုက်မှုတပ်ရင်းမှုဒုတပ်ရင်းမှုနှင့်ဒုဗိုလ်မှူးပါဝင်စစ်သား150ဦးထပ်မံထိခိုက်ဒေဆုံးနေဆိုတဲ့တဲ့နဲ့နောက်ဆုံးရရှိထားတဲ့သတင်းကြားရတွေကိုတင်ဆက်လို့ပြသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့2029စစ်စင်ရေးတောင်းTNLAကသိမ်းပိုက်ထားသောနောင်ချိုကြောင့်မဲတီပေါ်မိုးကုန်းနှင့်မိုးမိတ်မြို့နယ်တို့မှတပြေးတင်းရှောင်ရသောအုပ်ချုပ်ရေးနှင့်ဌာနဆိုင်ရာဝန်ထမ်းများကိုစစ်ကောင်စီများကပြန်လည်စုစည်းခေါ်ယူနေပြီးမြို့နယ်များသို့ပြန်လည်ဝင်ရောက်ရန်အတွက်အုပ်ချုပ်ရေးစီမံကိန်းများပြင်ဆင်ထားရန်ထပ်မံညွှန်ကြားလာခဲ့ကြောင်းနေပြည်တော်စစ်ဘက်ဆိုင်ရာသတင်းများဌာနမှပြောဆိုခဲ့ပါတယ်။ဧပြီလတွင်တရုတ်နိုင်ငံကူမင်းမြို့နယ်တွင်ကျင်းပပြုလုပ်သောစစ်ကောင်စီနှင့် TNLA ကြားဆွေးနွေးပွဲများ TNLA ကသိမ်းပိုက်ထားခဲ့သောမြို့နယ်များကိုပြန်ပေးရန်အတွက်စစ်ကောင်စီကတောင်းဆိုမှုများမအောင်မြင်ခဲ့သောလဲစစ်ကောင်စီကထပ်မံ၍ထွက်ပြေးတင်းရှောင်ခံရသောအုပ်ချုပ်ရေးနှင့်ဌာနဆိုင်ရာဝန်ထမ်းများသတင်းပေးပို့ကြရန်သက်ဆိုင်ရာမြို့နယ်များသို့ပြန်လည်ဝင်ရောက်၍စီမံခန့်ခွဲအုပ်ချုပ်ရေးမှုများအတွက်ကြိုတင်ပြင်ဆင်ထားကြရန်ယခုမေလတွင်ထပ်မံညွှန်ကြားလာခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။ TNLA ကသိမ်းပိုက်ထားသောမြို့နယ်များပြန်လည်မပေးနိုင်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုသည့်ကြားမှာစစ်ကောင်စီများကသိမ်းပိုက်ခံရသောမြို့နယ်များ၏အုပ်ချုပ်ရေးများနှင့်ဌာနဆိုင်ရာလုပ်ငန်းများပြန်လည်လက်ပတ်ခိုင်းနေခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။မေလ4ရက်နေ့ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲတွင် TNLA ကသိမ်းပိုက်ထားသောမြို့နယ်များကိုစစ်ကောင်စီများထံပြန်ပေးရန်တရုတ်နိုင်ငံ၏ဖိအားပေးမှုများရှိတော့လေပြန်ပေးမည်မဟုတ်ကြောင်း TNLA တွဲဖက်အတွင်းရေးမှူးဗိုလ်မှူးကြီးတာပလာကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။စစ်ကောင်စီနှင့် TNLA ကြားပြည်စုံဆွေးနွေးပွဲများကိုလာမယ့်ဩဂတ်စ်လပြန်လည်စတင်မှာဖြစ်ကြောင်းလည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တနင်္လာရီတိုင်းထိုင်းမြန်မာနယ်စပ်မောင်တော်ကုန်သွယ်ရေးလမ်းမိုင်းကိုစစ်ကြောင်းထိုးနေသည့်အကြမ်းဖက်စစ်တပ်ကိုလေးလကြာတိုက်ခိုက်မှုတပ်ရင်းမှုဒုတပ်ရင်းမှုနှင့်ဒုတပ်ရင်းမှုပါဝင်စစ်သား150ဦးထပ်မံထိခိုက်ဒေဆုံးကြောင်းခွတောင်းတမန်အထူးစစ်ကြောင်းမှတာဝန်ရှိသူတဦးကပြောကြားခဲ့ပါတယ်။2024ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှ2025ခုနှစ်မေလ6ရက်နေ့အထိတင်ခွန်မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းမိုင်းကိုစစ်ကြောင်းထိုးနေသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် TNLA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနေ့စဉ်တပ်ဖွဲ့များပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ထိုထိတွေ့တပ်ဖွဲ့များသည့်အကြိမ်ရေ100ကျော်ထပ်မံဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ပေါ်မှထိခိုက်ဒေဆုံးသူ150ဦးထပ်မံရှိကဒေဆုံးသူများတွင်တပ်ရင်းမှု2ဦးဒုတပ်ရင်းမှု2ဦးနှင့်စုစုပေါင်း3ဦးပါဝင်ကြောင်းသိရပါတယ်။ထိုထိတွေ့တပ်ဖွဲ့များတွင်အကြမ်းဖက်စစ်ကောင်စီဘက်မှစစ်ကောင်စီတပ်သား12ဦးလက်နက်ချပြီး TNLA ပူးပေါင်းတပ်ဖွဲ့များနှင့်အလင်းဝင်ရောက်ခဲ့ကြောင်းလည်းသိရပါတယ်။ထို့သောအလင်းဝင်လာသောစစ်ကောင်စီတပ်သားများကိုတပ်ရင်း7တပ်ရင်းမှုများကစုချင်းငွေဖြင့်တဦးလျင်ငွေကျပ်350စီအတီးတီးကွန်ပျူတာစုချင်းမြင့်ပေးခဲ့ကြောင်းသိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်ကျွန်းစုမြို့နယ်အဆက်ရှိအကြမ်းဖက်စစ်တပ်၏ရှေ့တန်းစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်မှဗိုလ်မှူးမြင့်ဝင်အပါအဝင်4ဦးသေဆုံးပြီးစစ်သားအလုံးစခန်းစုမှာထွက်ပြေးသွားခဲ့ရကြောင်းတနင်္လာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှထုတ်ပြန်ကြေညာခဲ့ပါတယ်။မေလ6ရက်နေ့နံနက်9:50မိနစ်ခန့်တွင်တနင်္လာရီမြို့နယ်ကျွန်းစုမြို့နယ်အဆက်ရှိအကြမ်းဖက်စစ်တပ်၏ဝါရစ်ပိန်တောပြင်ရှေ့တန်းစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရင်းထိတွေတပ်ဖွဲ့များသည်2နာရီခွဲကြာမြင့်သည့်ဖြစ်ကြောင်း3ကြိမ်ဆက်တိုက်အပြင်းထန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီဘက်မှလေယာဉ်တစ်စီးဖြင့်9ကြိမ်လာရောက်၍ပုံကျဲတိုက်ခိုက်ခြင်းရဟတ်ယာဉ်ပေါ်မှစစ်တပ်များဖြင့်အပြင်းထန်ပစ်ခတ်ခြင်းများလှုပ်ဆောင်ခဲ့ပြီးရေတပ်စစ်သည်မောပေါ်မှလည်းလက်နက်ကြီးလက်နက်ငယ်များဖြင့်အကြိမ်များစွာပစ်ခတ်ခဲ့ကြောင်းတပ်ဖွဲ့များတွင်စစ်ကောင်စီဘက်မှအထိနာ၍စစ်သားများအားလုံးရှေ့တန်းစခန်းမှစုခွာရထွက်ပြေးသွားရကြောင်းသိရပါတယ်။ထိုထိတွေ့တပ်ဖွဲ့များတွင်အကြမ်းဖက်စစ်တပ်ဘက်မှဗိုလ်မှူးမြင့်ဝင်ပါဝင်စစ်ကောင်စီတပ်သား4ဦးသေဆုံးပြီးဥပမာလည်းအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။